လိုဒီလိုကွန်ရတဲ့မာလီစီမှာကွန်ရဝေစားတဲ့ကားသမားတွေကိုအရေးယူအလုပ်ဖြုတ်မယ်လို့ပြောလာတဲ့ကုမ္ပဏီပရိသတ်များအားလုံးမင်္ဂလာပါရှင်အခုခေတ်မှာအလုပ်တစ်ခုရဖို့စူးစမ်းရတာခက်ခဲပါတယ်ဒီလိုအလုပ်ရှားနေချိန်မှာနှာဘူးထားမိလို့ကိုယ့်ရဲ့အလုပ်ကိုင်မှာပြုတ်သွားနိုင်နေဆိုတဲ့သတိပေးချက်တစ်ခုကအခုရက်ပိုင်းမှာတော်လေးကိုကြရဲထားနေပါတယ်အခုရက်ပိုင်းအတွင်းမှာရန်ကုန်မန္တလေးလမ်းဟောင်းကုမဲမြောက်ဘက်မြစ်သားအမတ်ခုံအထည်ဆက်ယုံရှိကောင်ကွန်ရဆိုင်လေးတစ်ဆိုင်ကကားသမားတွေကြားမှာတင်မကပဲအွန်လိုင်းပေါ်မှာပါတကယ်ကိုပွက်လို့ရိုက်သွားခဲ့ပါတယ်အဲ့ဒါကတော့စွတ်စွတ်ဆိုတဲ့ကွန်ရတဲ့မာလီရဲ့ဆိုင်လေးပါပဲသူမကကွန်ရရောက်တဲ့အခါမှာရိုးရိုးတနဲ့မရောက်မေးတစ်တော့မှခေစားနေတဲ့ကိုဟန်ပြအကအလှတွေခါရမ်းတဲ့အကတွေနဲ့ပုရိသတွေကိုဆွဲဆောင်ရောင်းချနေရဖြစ်ပါတယ်အထူးသဖြင့်ကွန်ရဝယ်တဲ့ကားတွေရဲ့ရှေ့ကန်းနာမှာသူမရဲ့ခန္ဓာကိုယ်နောက်ပိုင်းအလှပတွေကိုသုံးချပြီးတော့ကားတွေနဲ့ထိတွေ့ပုတ်သက်တာမျိုးတွေမသိတော်တဲ့ပုံစံမျိုးတွေနဲ့ကပြဖြောပြရကြောင်းခရီးဝေးမောင်းနေရလို့ပင်ပန်းနေတဲ့ကားသမားတွေစပယ်ယာတွေကြားမှာဟိုင်ဝေးကဆယ်လီမာလေးတအုပ်လိုအားပေးမှုတွေတခဲနဲ့ရရှိနေတာဖြစ်ပါတယ်ရှင်။ဒါပေမဲ့ဒီလိုဆွဲဆောင်မှုတွေကကားသမားတွေအတွက်တော့အလုပ်ပြုတ်နိုင်တဲ့အနည်းငယ်တစ်ခုဖြစ်လာခဲ့ပါပြီ။လက်ရှိမှာမိုးမြင့်ရွှေကြီးကုမ္ပဏီဘက်ကနေပြီးတော့သူတို့ရဲ့ဝန်တန်းရှင်ပေါင်းတွေနဲ့ကုန်တင်ကုန်ချလုပ်နေတဲ့ပြင်ပကားသမားတွေအတွက်အင်မတန်မှထူးခြားပြီးတော့ပြင်းထန်တဲ့ထုတ်ပြန်ချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အဆိုပါကွန်ရတဲ့မာလီရဲ့အနောက်ပိုင်းနဲ့ကုမ္ပဏီပိုင်းကားတွေဝန်ထမ်းကားတွေရဲ့ရှေ့ကန်းကိုထိတွေ့ပုတ်သက်တာမျိုးတွေပြုလုပ်ခဲ့ရင်ဒါမှမဟုတ်အဲ့ဒီလိုလှုပ်ဆောင်နေရကိုလူမှုကွန်ရက်ပေါ်မှာတွေ့ရှိခဲ့ရင်အဆိုပါရင်မောင်းကိုနင့်နာကြီးတစုံတရာပေးစရာမလိုပဲချက်ချင်းအလုပ်ထုတ်ပေးမယ်လို့ဆိုပါတယ်။ဒါချိန်မကသေးပါဘူးကုမ္ပဏီဝင်တွေကိုဝင်လာတဲ့ကားတွေအနေနဲ့လည်းအဲ့ဒီလိုထိတွေ့မှုတွေရှိခဲ့တယ်ဆိုရင်ရေတန်းနဲ့တန်ရှင်းစင်ကျဲစွာစေကြောတုတ်တင်ပြီးမှသာဝင်ခွင့်ပြုမယ်လို့အထိတင်းကျပ်ထားတာကိုတွေ့ရပါတယ်။ဒါကလည်းမြန်မာရိုးရာယဉ်ကျေးမှုမှာအမျိုးသမီးတွေနဲ့ထိတွေ့တာကဖုံးနေနေတာကြောင့်ပါဒီကိစ္စကကုမ္ပဏီတွေရဲ့စီကံပိုင်းတည်မကပဲကားသမားတွေရဲ့အိမ်တွင်းရေးမှာလည်းအတော်လေးပြဿနာတက်နေရပါအွန်လိုင်းမှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေကိုကြည့်ပြီးတော့ကားသမားတွေရဲ့ဇနီးသည်တွေနဲ့ချစ်သူတွေကတော့အတော်လေးကိုစိတ်မကောင်းဖြစ်နေကြရပါတယ်ဒါဟာဈေးရောက်တာထက်ပိုနေပြီးဆိုတဲ့ဝေဖန်မှုတွေနဲ့အတူတချို့သောဇနီးသည်တွေဆိုရင်ခင်မုန်းဖြစ်သူတွေရဲ့ဖုန်းထဲမှာဒီလိုဗီဒီယိုတွေတွေ့ရင်ဒါမှမဟုတ်အဲ့ဒီဆိုင်မှာရန်နာခဲ့ရင်အိမ်ကိုပြန်မလာနဲ့တော့လို့ထိရာဇသံတွေပေးနေကြတာပါကားသမားတွေအတွက်တော့ခဏတာအပန်းဖြေစေတယ်ဆိုပေမဲ့ဇနီးမယားချစ်သူမိသားစုဝင်တွေအတွက်တော့ဒါကသစ္စာရှိမှုကိုပြည့်ရင်းကစိတ်နှောက်ယှက်ဖြစ်စရာကိစ္စတစ်ခုဖြစ်လာပါတယ်။ဒါကြောင့်လည်းအခုလိုမျိုးကုမ္ပဏီတွေကပါဝင်ရောက်ထိန်းသိမ်းလာတာကလုပ်ငန်းခွင်ကုန်သိက္ခာကိုထိန်းသိမ်းဖို့အတွက်တည်းမကပဲမိသားစုပြဿနာတွေကိုပါတစ်ဖက်တစ်လမ်းကတားဆီးပေးလိုက်တယ်လို့ဖြစ်နေပါတယ်။အခုလိုကုမ္ပဏီတွေကပါကားတွေကိုရေတန်းနဲ့ပြန်စီခိုင်းတာအလုပ်ထုတ်မယ်လို့ပြောလာတာတွေကဖုံးနေနေတာကြောင့်ပါသလိုကိုကုမ္ပဏီကဝန်ထမ်းတွေရဲ့အိမ်ထောင်ရေးအဆင့်မပြေဖြစ်ကလူမှုရေးပြဿနာတွေရှုပ်ထွေးလာနေတာကြောင့်ပါကားသမားကိုတွေမောင်မောင်တွေအနေနဲ့လည်းခဏတာမျက်စိပတာတာဖြစ်ချင်တာနဲ့ကိုယ့်ရဲ့အမြဲတမ်းအလုပ်ကိုင်တဲ့အိမ်တွင်းရင်းချမ်းမှုကိုမလဲလှယ်တင်မှုလို့ထင်ပါတယ်။ကဲပရိသတ်ကြီးတို့ရောကိုရတဲ့မာလီရဲ့နောက်ပိုင်းနဲ့ကားကိုအပုတ်ခံရတဲ့ရှင်မောင်းတွေကိုအလုပ်ထုတ်မယ်ဆိုရင်ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ပေါ်မှာဘယ်လိုမြင်ကြလဲဈေးရောက်တာကလွန်နေတာလားဒါမှမဟုတ်ကုမ္ပဏီရဲ့စီကံကပြင်းထန်လွန်နေရလားဆိုတာမှတ်ချက်မှာမိမိတို့ရဲ့အမြင်ကိုဝေမျှခဲ့ပါအောင်နော်